ပေးတဲ့ကြီးမင်္ဂလာပါဒီနေ့မှာတော့ပေးသက်တွေစောင့်မျှော်နေကြတဲ့မင်းသားဆိုင်ရီမိုးရဲ့လက်ဝဲသမဇတော်ကြီးရဲ့အပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဒီဘက်မှာတော့ဇက်ကွက်တွေပုံမသိမစရာကောင်းလာပြီးမင်းသားကြီးတွေရဲ့ပိုင်နိုင်လာတဲ့စကားပြောဆိုတွေကိုခဏစွာကြည့်ရှုရမှာဖြစ်ပါတယ်ဘယ်နဲ့လက်ဝဲသုံးသရာမကြီးဖေယားအနောက်ဝန်နဲ့ဒိုင်းဝန်တန်တော်ဥတင်သည့်အတိုင်းခမည်းတော်အိမ်တော်များတင်မိမရှုပ်သဆိုဗျမဖေယားအိုးကျွန်တော်တို့တန်တော်တင်ပြရဖေယားဘီးဆိုတာကြားတဲ့စကားမကြားတဲ့စကားရှိပါတယ်ဖေယားကြားတော့ကြားတယ်ဟိုမကြားချင်အောင်ဆောင်ရတာလည်းရှိပါတယ်ဖေယားအဲ့ဒါရာဇပရိရဲ့ရွှေညာချေမဟုတ်ပေဘူးလားပရိရဲ့ဆိုတာကလည်းတိုင်းရပြည်ရေးဘာသာရေးသာသနာရေးကိုဘယ်ကိုယ်တိုင်ဆောင်ရရင်တင်တယ်ပါလေဖေယားဟိုဒီကိစ္စလာတော့ဖြင့်ကျွန်တော်မျိုးနဲ့တင်ပြီးပါလေဖေယားပြီးအောင်လေဒီလူတွေဒီမှာနေဒီလာလာယူဒီအလောက်လောက်ဆိုပြီးခံရတာမဟုတ်ဘူးလားဟုတ်တာဗောအေးအခုကတော့မဟုတ်ပါဘယ်ကိုယ်တိုင်ကြားဘယ်ကိုယ်တိုင်မြင်ဘယ်ကိုယ်တိုင်အလောက်လောက်ရမှာဖြစ်ဒီလူကြီးဘာလုပ်တာမှာဒီလူကြီးဘာလုပ်တာမှာလို့ဘာလို့ဗျာဒီလူကြီးတွေကိုအလောက်ကဖြောက်လာစားမယ်အလောက်ဖြုတ်လိုက်ရင်နိုင်ငံရဲ့ဘဏ္ဍာလုံးတတ်တာသေးဒီအကွက်မှာမင်းသားကြီးရဲ့ပြောဆိုဆိုင်ငံပုံလေးတွေကတကယ်ကိုအမှုပညာမြောက်လာပါတယ်ဗျာရိုးရသပင်ရဲ့အလှကိုပေါ်လွင်စေတဲ့ဒီဇက်ကွက်လေးကိုဆက်လက်ကြည့်ရှုပေးကြပါအောင်နော်ပေးသက်ကြီးမလိုပါဘူးဗျာထမင်းဝတဲ့အခါဘိုက်မောက်ပြီးတော့နန်းကြမှာသွားအိတ်မလဲလိုက်ပါဗျာခင်ဗျားတော့စားတယ်မဟုတ်ကွာဟိုခင်ဗျားတော့ရှောက်တယ်နေတာဟုတ်မှာဟုတ်လားမလို့ဗျာဟိုဒီပြကိုယ်တိုင်စစ်နေရတဲ့အမှုကဘာမှုတော့မိမမှုအဲ့လေကြောက်ပြောချင်တာအဲ့ဒါပဲလေမိမမှုအဲ့မိမကဘယ်သူတော့ခင်မိုက်ခင်မိုက်ကဘာဖြစ်လဲအောင်လေခေါ်သွားတာလေအဲ့ဒါလေအောင်တွေကတရားခံလားဟုတ်တယ်တရားလို့ကဘယ်သူတော့တရားလို့ဟဲ့ကျောင်းတော်ကကိုလှည့်နေတာစကားတက်တယ်တရားလို့ကထီးပြအကြီးဖြစ်နေပါလေဗျာအရှင်မင်းကြီးတရားလို့ဖြစ်နေတော့တရားနိုင်ရှင်မရလို့တာနဲ့တူနေပါလေဗျာဘာမှမဟုတ်တဲ့ပိုးစုံကျူးနဲ့စံတရခံဖို့ဆွေလာမင်းနဲ့အယောင်ချင်းမရှင်းအပ်ပါဘူးဟမ်အတော့နိုင်ငံတွေကပြလို့ရှိရင်ရှက်စရာကောင်းပါပြီဒီရွှေနေရှင်စင်ကြတော်မူပါဗျာစင်ကြတော်မူပါဗျာဟဲ့အနောက်ဝန်နဲ့ဒိုင်းဝန်ဘာမဟုတ်တဲ့တာမန်မိမမှုလေးစစ်ရတဲခတ်တဲ့ဟဲ့ဘာလို့ဒါလဲပါဗျာတရားခံကအောင်နေရောအမှုကလွတ်စေဟဲ့အဲ့ဒါပဲမမဗျာဘာလို့ဟဲ့ဒီတော့တင်ပြစီဗျာရှောက်စမ်းမမြို့ရုပ်ခုံကျော်ရှင်တော်မိဖြက်တရားရင်ပြီးတကားပြီးတော့ကိုလုံးမောင်းမဆောက်ဝရာသပြည့်နေတဲ့ချီလို့ဓမ္မတထုံးမှာရှိထားပါလေဖေရမှန်တယ်ဗျာဟုတ်ပြီလားပဲဆောက်ပါတော့ပြစ်ပါတမှုကိုကျိုးလွန်လိုက်ခါနဲ့နေအတိသူကိုတဲ့လို့အမိတ်တော့ပါပါတယ်ဗျာမှန်ပါဗျာအပြော်တော်ခင်မိတ်ဟာတန်မြင့်ကကိုလုံးမောင်းမမဟုတ်ပါဗျာခီးပြားရီမှန်းထားတဲ့ဘယ်မိဖုရားလို့မလို့မောက်ကျော်စော်ကားတဲ့ကောင်းဒီကိုမလွတ်ထိုင်ကြပါဗျာပါပဲပါပါလေဗျာအကောင်နဲ့လိုလူသားမျိုးလွတ်လိုက်ရင်အကောင်နဲ့လိုလူသားမိဖုရားတွေကိုတက်ဟေးတက်စော်ကားလိုက်ပါဗျာမလို့ဒီလူကြီးမရှိကောင်းတဲ့လူကြီးမှန်ပါဗျာမှန်ပါဒီအကွက်မှာတော့မင်းသားကြီးရဲ့အမူအရာနဲ့ဇက်စကားပြောဆိုတွေဟာအရန်ကိုတဘာဝကျပြီးအသက်ဝင်လာပါတယ်ဗျာပေးသက်ကြီးလည်းဇက်ရှင်တလာတဲ့များဇလန်ထဲမှာစိတ်ပါဝင်စားစွာစီမျောခံစားကြည့်ရှုပေးကြပါအောင်နော်စေရထိုးအမှုတန်းပထမပေါက်နေတဲ့သူကဖေးရှင်းပြောရရင်တော့အိမ်ရှင်းတယ်နဲ့တွဲတော့ကြုံရင်းဖြစ်နေပါလေခင်ဗျာ
ရဲ့လက်ရုံးအားကိုးနေတဲ့အောက်တင်ဟာတိုင်းပြည်တပုံရန်ပုံကံမဲ့အောင်ဒီလိုလူသားမျိုးကိုမလွတ်လိုက်ကြပါဗျာ ညီတော်ကစေတော်ထိုးလူစမ်းကောင်းတွေမွေးထားသလားဟာ မမ900ကျော်ရတယ်ဗျာ900ကျော်ရှိပါလေ ဒါဆိုညီတော်ကငါ့ပေါ်စိတ်ဝမ်းခွဲတာဗော မဟုတ်ရပါဘူးဗျာစဉ်းစားစိတ် တော်တိတ်ဆန်းလဝဲတုံသားမကြီး ဗျာ အောင်တင်ကိုညီဘောကအထားတာနော်အောင်တင်ကိုကိုတော်ကိုယ်တိုင်စစ်ဆေးလို့သေးတယ်အောင်တင်ကိုကျုပ်ကိုအဆန်း မရတော့ပါဘူးလေမရတော့ပါဘူးဗျာတစ်ဖက်ကလည်းအိမ်ရှေ့ဆန်ကိုရောတစ်ဖက်ကလည်းရွှေနှဲရှင်စူးကြတာတီးရတဲ့ဘူးသီးလိုပါပဲကွယ်ကြိုက်တယ်လို့သာဆုံးဖြတ်ပါဗျာကြိုက်တယ်လို့သာစီရင်တော့ပါဗျာ ဟဲ့မောင်မေးလား ဗျာ တရားခံအောင်နေကိုစစ်တော့ကွာ ဟဲ့ရငါများရဟန်းအောင်ညတော့ရတော့ရှေ့တော်ကိုသွင်း ခပ်ပါပြီကွယ် လဝဲသုံးလာသတော်ကြီးရဲ့အပိုင်းလေးကိုစာဆုံးကြည့်ရှုပေးကြတဲ့ပြည်သက်တူချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ဗျာနောက်ထပ်ရောက်လာမယ့်ပိုင်းကိုလည်းဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးဗီဒီယိုလေးကိုကြိုက်တဲ့သဘောကျတယ်ဆိုရင် like and subscribe နဲ့လုပ်ထားပေးပါဦး